အခုတင်မြင်နေရတာကတော့တာမန်နွားတကောင်မဟုတ်ပါဘူးတဘာဝတော်ရိုင်းလောကရဲ့တာမနိုင်စီးမရရဲ့အင်အားစုကြီးတစ်ခုဖြစ်တဲ့ Gaur ခေါ်အိန္ဒိယနွားရိုင်းကြီးပဲဖြစ်ပါတယ်တောင်တင်းတဲ့ကြွက်သားတွေထက်ညက်တဲ့ဥချိုတွေနဲ့ဒီတက်တော်ဝါကြီးဟာတောထဲကဘလို့အကောင်မျိုးကိုမှဆိုစိန်ခေါ်ဖို့အမြဲအသင့်ပါပဲကြောင်မက်ခွေကောက်တဲ့အသားစားတက်တော်ဝါတွေတောင်ဒီနွားရိုင်းကြီးနဲ့ထိတ်တိုက်တွေ့ရင်နောက်ဆုတ်ဖို့ဝန်မလေးကြပါဘူးဒီမှာကြည့်ပါရှင်သိမတအုပ်ဟာနွားရိုင်းသားပေါက်လေးကိုဝိုင်းဝန်းတိုက်ခိုက်ဖို့ကြိုးစားနေကြပါလေဒါပေမဲ့သူတို့မိတ်နေတာကနွားရိုင်းအမိတ်ကြီးရဲ့မြစ်ထာနဲ့အင်အားပါတားဖစ်သူကိုကာကွယ်ဖို့အတွက်ရှင်သိမတွေကိုရေးရဲဝံ့ဝံ့ပြန်လဲတိုက်ထုံနေတာကိုတွေ့ရမှာပါဘလောက်ပဲအကွက်ချတိုက်ခိုက်ပါစီမိခင်ရဲ့ပြင်းထန်လာတဲ့ဥချိုတန်းကိုရှင်သိတွေတောင်မခံနိုင်ပဲလွင့်ထွက်သွားခဲ့ရပါတယ်နွားရိုင်းကြီးရဲ့အင်အားကိုရှင်သိတွေတင်ကြောက်တာမဟုတ်ပါဘူးဒီဗီဒီယိုမှာဆိုရင်ခန္ဓာကိုယ်ထွားချိုင်းလာတဲ့ကြံတကောင်တောင်နွားရိုင်းကြီးရဲ့စိန်ခေါ်မှုကိုမရင်ဆိုင်ရဲပဲနောက်ဆုတ်သွားတာကိုမြင်တွေ့ရမှာပါဒါဟာဒီတောအုပ်ထဲမှာဘသူကအရှင်သခင်လဲဆိုတာကိုသက်သေပြလိုက်တာပဲဖြစ်ပါတယ်အေးဆေးမျက်စားနေရင်ကနေသူ့နယ်မြေထဲကျူးကျော်လာတဲ့ကြားတဲ့နှကောင်ကိုနွားရိုင်းကြီးကသတိပြုသွားပါတယ်ဘလောက်ပဲလင်းမြန်တဲ့ကြားတဲ့ဖြစ်ပါစေနွားရိုင်းကြီးရဲ့အငွေ့သက်ကိုခံစားမိတာနဲ့တောနှစ်ထဲကိုအမြန်ဆုံးခပြေးပုံချံသွားကြရပါတယ်သူတို့ဟာတခြားတရိစံတွေကိုတင်ရန်မူတာမဟုတ်ပါဘူးနွားရိုင်းအချင်းချင်းလည်းအင်အားပြိုင်ဆိုင်မှုတွေရှိတတ်ကြပါတယ်အခုမြင်ရတဲ့အတိုင်းလဲကီလိုဂရမ်ထောက်ကြီးလေးလံနဲ့နွားရိုင်းနှကောင်ရဲ့တိုက်ပွဲဟာမြေကြီးတောင်တုံဟင်းသွားစီလောက်အောင်ပြင်းထန်လာပါတယ်ဒါဟာသူတို့ရဲ့စိုးမိုးမှုကိုထပ်ထီပြတဲ့တဘာဝတရားရဲ့ကြမ်းထမ်းလာတဲ့အလတရားပဲဖြစ်ပါတယ်တဘာဝတော်ရိုင်းလောကရဲ့အင်အားကြီးခေါင်းနွားရိုင်းတွေအကြောင်းကိုအခုလိုမြင်တွေ့ရတာစိတ်ဝင်စားစရာမကောင်းဘူးလားခင်ဗျာနောက်ထပ်လည်းအခုလိုစိတ်လှုပ်ရှားစရာတော်ရိုင်းတရိစံဗီဒီယိုတွေကိုကြည့်ရှုဖို့ကြတဲ့ကျွန်တော်တို့ရဲ့ channel ကို like နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်အဆုံးထိကြည့်ရှုပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်နော်